ဒီကစားသမားတွေရဲ့တပတ်ဝင်ငွေကမြင့်သက်ရှာရင်တော့မရနိုင်ဘူးပရီးမီးယားလိဆိုတာကကမ္ဘာပေါ်ကလူစိတ်ဝင်စားမှုအများဆုံးလိတစ်ခုဖြစ်တာနဲ့အသင်းကြီးတွေအနေနဲ့ကလပ်ကိုကင်မြောက်နိုင်ဖို့အတွက်ကစားသမားကောင်းတွေကိုခေါ်ယူကြပါတယ်အဲ့လိုခေါ်ယူကြရမှာလဲတစ်ဖက်အသင်းတက်လစာတွေပိုပေးနေရှိပါတယ်အဲ့ဒါကြောင့်ဒီနေ့ဗီဒီယိုမှာပရီးမီးယားလိရဲ့လစာအများဆုံးကစားသမား9ယောက်ကိုဖော်ပြပေးပါမယ်လစာအများဆုံးကစားသမားကဘယ်သူလဲဆိုတာကိုသိရင်မင်းအံ့ဩသွားရပါလိမ့်မယ် Raheem Sterling ကတစ်ချိန်ကပရီးမီးယားလိမှာတကယ်ကိုကျန်းခဲ့တဲ့ player တစ်ယောက်ပါ Man City မှာသူ့ရဲ့ peak form ကိုရရှိခဲ့ပြီးသွင်းဂိုးတွေများစွာကိုသွင်းယူပေးနိုင်ခဲ့ပါတယ်ဒါကြောင့်လဲ Chelsea အသင်းရဲ့ဘိုးအဖွဲ့ကသဘောတွေကခေါ်ယူခဲ့ပါတယ် Chelsea ဆိုတာကလည်းကစားသမားတွေကိုလက်ဆောင်များများဆဆပေးတဲ့အသင်းတွေကတည်မှာသူတို့က Sterling ကို2022ခုနှစ်မှာတပတ်လောက်ကပေါင်3,2500နဲ့9နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ် Chelsea ကိုရောက်လာပြီးကတည်းကသူကဂျင်းကြီးစားဖြစ်သွားခဲ့ပြီးတော့ဒီရာသီမှာတပွဲမှာတော့ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး Virgil van Dijk ဆိုတာကဒီဘက်ကနောက်ခံလူတွေကအကောင်းဆုံးဆန္ဒဘက်လို့ပြောရင်လက်ခံရပါမယ်သူက passion ပြည့်တဲ့ကစားသလို leadership skill တွေလည်းပြည့်ဝရှိတဲ့ player တစ်ယောက်ပါလီဗာပူးတို့ကသူတို့ရဲ့ယိုယွင်းနေတဲ့ခံစစ်ကိုပြင်ဆင်ဖို့အတွက်စိတ်အသေးစီကနေ Van Dijk ကိုအဲ့ဒီချိန်ကစံချိန်တင်ပြောင်းရွှေ့ခြင်းဝင်နဲ့ခေါ်ယူခဲ့ကတပတ်ကိုပေါင်3,800နဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ် Van Dijk ရဲ့ impact ကလီဗာပူးအပေါ်အတော်လေးတက်ရောက်ခဲ့တာကြောင့်2021ခုနှစ်မှာပေါင်3,500နဲ့ထပ်မံစာချုပ်ချုပ်ဆိုခဲ့ပြီးတော့လစာအများဆုံးစားသမားတွေကတယောက်ဖြစ်ပါဝင်လာခဲ့ပါတယ်ကက်စမဲရိုကက်စီဆိုတာက Real Madrid နဲ့သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကိုပြသခဲ့ပြီးတော့စူပလာရီကိုလည်းများစွာစကူးနိုင်ခဲ့ပါတယ်သူ့ရဲ့ defensive midfield ပါရမီပြည့်ဝမှုကြောင့်ပဲ United တို့က2022ခုနှစ်မှာ Real Madrid စီကနေခေါ်ယူခဲ့ကြပါတယ် Man United ဆိုတာကစားသမားတိုင်းအတွက်ငွေတွင်းကြီးဆိုတဲ့အတိုင်းပဲအသက်30ကျော်ကစားသမားတစ်ယောက်ကိုတပတ်ကိုပေါင်3သိန်းခွဲပေးချေခဲ့တဲ့အတွက်လစာအများဆုံးကစားသမားတွေကတယောက်ဖြစ်ပါဝင်ခဲ့ပါတယ်စားလက်ပရီးမီးယားလိအကောင်းဆုံးတိုက်စစ်မှုတွေကတယောက်ဖြစ်တယ်လို့သူကသွင်းဂိုးတွေကိုလည်းများစွာသွင်းယူပြသနိုင်ခဲ့ပါတယ်ရိုမာအသင်းကနေလီဗာပူးအသင်းကိုရောက်ရှိလာပြီးဆိုကတည်းက consistency ကြီးကြီးနဲ့ခြေစွမ်းကောင်းတွေကိုပြသခဲ့ပါတယ်ကရော့ရဲ့လက်အောက်မှာတဖြည်းဖြည်းနဲ့ world class ဖြစ်လာခဲ့တဲ့သူ့ကိုလီဗာပူးတို့လက်လွတ်မခံခဲ့ပါဘူး2025ခုနှစ်မှာ2နှစ်စာချုပ်နဲ့ထပ်မံသက်တမ်းတိုးခဲ့ပြီးတော့တစ်ပတ်ကိုပေါင်4သိန်းအထိပေးချေခဲ့ပါတယ်နံပါတ်1ကစားသမားကဘယ်သူလဲဆိုတာကိုသိရင် comment မှာမှတ်သွားပေးခဲ့ကြပါဦးသူကလက်ရှိအကောင်းဆုံးတိုက်စစ်မှုတွေကတယောက်ပါနောက်တော့ဗီဒီယိုတွေအတွက် follow ခဲ့ဖို့မမေ့ပါနဲ့